ဆောင်းရာသီရဲ့လေတုအေးတံကို Peter for Kids လေးနဲ့ကာကွယ်ထားတာမို့မိမိသားနဲ့သမီးလေးရဲ့အသားရည်ကျန်းမာမှုအတွက်လုံခြုံစိတ်ချနေရတာပေါ့ 妹妹的 face ကလေးကထိချလေးလေးကစူပြေးနေရပဲ ဟုတ်လားတခြားမျက်နှာလေးသားရည်လေးစူပြေသွားတယ်လို့ထင်တာလားအော်ဟုတ်တာဗောနောက်ရဒီမှာအသားရည်စူပြေဖို့ဆိုလို့ရှိရင် treasure ကြိုက်တယ် Peter for Kids ရဲ့ဒီ skin care တွေသုံးရမှာလေနော် မမေမောင်လေးကိုလည်းလေးရပါ လေးပြီးပါဘောတခြားမောင်လေးပဲဟာနော်အမလေးမလေးမလေး မိမိသားနဲ့သမီးရဲ့တစ်နှစ်တာစူပြေကျန်းမာနေကိုလေ Peter for Kids နဲ့မှာပဲစိတ်ချမ်းသာတော့တယ်မလီလာတော့မယ် တမီမီလေးတိုင်းရဲ့အသားရည်စွပြကျန်းမာမှုကိုအပြည့်အဝဖြည့်တင်းပေးပြီး မမြင်နိုင်တဲ့ဘက်တီးရီးယားတွေပေါက်ဖွားလာမှုကိုတားဆီးကာကွယ်ပေးဖို့ဖေဖေမေမေတို့ရဲ့အားထားရာ Peter for Kids Safe Baby Skincare and Cosmetics